ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်မနေ့ခင်းကဒီ96ကျသွားတဲ့စတိုင်လေးပြောပြမယ်ဘယ်လိုပေါက်ကဆင်းနေဆိုတာသူကလာတဲ့လမ်းကြောင်းကဘယ်လိုလာခဲ့တုံးဆိုတာလေကျွန်တော်တို့ခနန်းပေါက်ထည့်သွားတဲ့ပုံစံမျိုးကိုပြောပြမယ်ဗျခနန်းပေါက်ကသူကဒီကောင်ထည့်သွားတာလေးကသူကပင်ကြော်လဲပါတယ်ဒါအနီးကပ်ပင်ဆိုလို့ဘာရှိတုံးဆိုတော့ကျွန်တော်ဒီနေ့လေးမှာ3993ညဆိုတဲ့ကနန်း3ညရဲ့9ရဲ့9ရဲ့3ညအဲ့ဒါကိုသူက3ညဒီ3ညထည့်တော့3ညနဲ့ထည့်တယ်ဒီ9ထည့်တော့ဒီ9နဲ့ထည့်တယ်ဒီ9ထည့်တော့ဒီ9နဲ့ထည့်တယ်ဒီ3ညထည့်တော့ဒီ3ညလို့ထည့်တယ်ဒီ3ညကိုဒီမှာ3ညလို့ဆက်ထင်အဲ့မှာခွန်ထိပ်ရောက်နေတယ်သဘောကအဲ့ခွန်ထိပ်ကတော့ဒါကျွန်တော်မကင်တော့တဲ့အလုံးဘာလို့ဆိုတော့ဒီမှာသူက3ချက်3-4ချက်ဖြစ်နေတာတကြောင်ဒါကျွန်တော်မကင်တော့တဲ့လုံးပြဒီကနေကြည့်မယ်လေးတွေထည့်ရရင်ခွန်ထိပ်အဲ့လုံးကတော့ဒါကျွန်တော်ဖြုတ်ထားခဲ့ပြီခွန်ထိပ်တစ်လုံးဒါမကင်တော့ဘူးအဲ့ကြသက်လုံးလေးတွေကိုဒါကျွန်တော်ပြရင်းနဲ့ဒါတွဲပြီးတော့ဒါကျွန်တော်အားနေတဲ့လုံးလေးတွေဒါထုတ်ပြသွားမယ်ဒါမိတ်ဆွေများအဲ့ကြတော့ကျွန်တော်အားနေတဲ့လုံးလေးဒါမိတ်ဆွေများမှတ်ထားလို့ရတယ်ဗျအဲ့ကြတော့သူကဒီ9ကိုအဲ့ဒီကနေထည့်သွားတဲ့ပုံစံမျိုး3ည993ညသူ့ရဲ့ဘာဝသည်9445လို့ရိုက်ထားတာ9ရယ်4ရယ်4ရယ်5ရယ်ခဏန်းတိုင်းမှာပါဝါရှိပါတယ်ခဏန်းတိုင်းမှာပါဝါရှိပါတယ်9ရယ်4ရယ်4ရယ်5ရယ်9445 9445ရဲ့ပါဝါသည်3ည993ညလို့ရိုက်တာဒီ3ညလို့ရိုက်ပြီးမှသူကဒီ3ညနဲ့ထည့်တယ်ဒီ9လို့ရိုက်ပြီးမှဒီ9နဲ့ထည့်တယ်ဒီ9လို့ရိုက်ပြီးမှဒီ9နဲ့ထည့်တယ်ဒီ3ညလို့ရိုက်ပြီးမှဒီ3ညလို့ရိုက်တဲ့အနေအထားမျိုးကိုထိတ်ကအဲ့ကြတော့သူ့ပင်ကျော်လိုင်းကဘယ်ကနေလာခဲ့တုံးဆိုတော့ကြတော့ပင်ကျော်လိုင်းကဘယ်ကနေလာခဲ့တုံးဆိုတော့ကြတော့သူကဘယ်ကနေဆင်းလာတုံးဆိုတော့ကျွန်တော်တို့4-3ချက်တွေရိုက်တဲ့အနေအထားမျိုးတွေ sorry ဒီမှာ4တဲ့ဒီမှာ4တဲ့ဒီမှာ4တဲ့4-3ချက်တွေအဲ့4-3ချက်တွေကိုသူဒီကနေပြီး4-3ချက်လို့ဒါပြန်ထည့်သွားတဲ့အနေအထားမျိုးနဲ့သူကအပေါ်မှာနှစ်တလုံးရှိသေးတယ်8ရယ်9ရယ်5ရယ်နှစ်ပြီးမှ4လို့ရိုက်တယ်4လို့ရိုက်တယ်4လို့ရိုက်တယ်နှစ်ပြီးတော့4-3ကရိုက်တယ်နှစ်ပြီးတော့4တစ်ခါ4နှစ်ခါ4-3ကလို့သူရိုက်ထားတယ်အဲ့တော့ကျွန်တော်တို့ကဆက်လိုက်ကြည့်မယ်နှစ်ပြီးတော့4တစ်ခါရိုက်4နှစ်ခါရိုက်4-3ကရိုက်နှစ်ပြီးတော့4တစ်ခါ4နှစ်ခါ4-3က6လို့ရှိတဲ့ကောင်အဲ့ကြဒီမှာနှစ်ပြီးတော့4တစ်ခါ4နှစ်ခါ4-3ကပြီးတော့6ဆိုရင်6ထိပ်ကိုရောက်နေတယ်နှစ်ပြီးတော့4-3က6ဆိုရင်6ထိပ်ကိုရောက်နေတယ်အဲ့6ထိပ်ကဘာနဲ့သွားပြီးတော့ညှိနေတုံးဆိုတော့ဒါကျွန်တော်ပြောပြမယ်မိတ်ဆွေများသူကဘာနဲ့သွားညှိတုံးဆိုတော့ကျတော့ဒီကနေလာခဲ့တဲ့ဒီကနေလာခဲ့တဲ့ဒီကနေလာခဲ့တဲ့ဒီမှာထပ်ရင်အဲ့မှာ6-4ချက်ဖြစ်နေတယ်အဲ့ကြမိတ်ဆွေများဒီလုံးကိုလည်းဒါကျွန်တော်မကင်တော့ဘူးအဲ့ကြတော့ခွန်ရယ်9ရယ်ထိပ်စီးဒါကျွန်တော်တတ်ထားပြီခွန်ရယ်9ရယ်ထိပ်စီးဒါအားနေတဲ့အလုံးလေးတွေဗျ
သူကအဲ့ပုံစံမျိုးနဲ့ဒါဒီကိုထိတ်ကဆင်းလာတဲ့ပုံစံမျိုးကျွန်တော်တို့4-3ချက်တွေနဲ့သွားတယ်ဒီ4-3ချက်တွေကဆက်ပြီးတော့လိုက်အောင်မလားသွားခြင်းလို့တစ်ကနောက်ပိတ်မှာရှိတယ်4-3ချက်တွေကိုပြန်ပြီးတော့ခွေမယ်ဆိုလို့ရှိရင်တစ်ကနောက်ပိတ်မှာရှိတယ်အနေထားမျိုးအဲ့ကြမိတ်ဆွေများစဉ်းစားရမှာကဒီ4-3ချက်ရဲ့ပြီးတော့6လို့ကိုထိတ်ကိုထည့်ခြင်းလို့ရှိရင်သူကအဲ့4-3ချက်ရဲ့4-3ချက်တွေတစ်ချက်နှစ်ချက်3ချက်အောက်မှာ6ဆိုတဲ့တစ်လုံးရှိတယ်အဲဒီဘက်ကလည်းသူကထည့်ထားတာက4တစ်ချက်4နှစ်ချက်4-3ချက်ပြီးတော့6လို့ထည့်ထားတယ်အဲ့ဒါဒီလို4ပြီးတော့4-3ချက်ပြီးတော့6လို့ထည့်ခြင်းကိုထိတ်ကိုရောက်တယ်အဲ့ကိုထိတ်ဒီဒါလာစရာလမ်းကြောင်းတော့ရှိတယ်ဒါကျွန်တော်က cancel လုပ်တယ်ဆိုတာဒါကျွန်တော်အမြင်ကကိုက4ချက်ဖြစ်သွားလို့ဒါကျွန်တော်မကင်တော့တဲ့အနေထားမျိုးဒါထည့်ခြင်းတော့ထည့်လို့ရတဲ့အနေထားမျိုးမှာရှိတယ်4တစ်ချက်4နှစ်ချက်4-3ချက်ပြီးတော့6အဲ့တော့ဒီကနေပြီးတော့ထည့်မယ်4တစ်ချက်4နှစ်ချက်4-3ချက်ပြီးတော့6ဒီကနေပြီးတော့4တစ်ချက်4နှစ်ချက်4-3ချက်ပြီးတော့6ဆိုရင်6ထိပ်ကိုရောက်တယ်ဒါပေမဲ့ကျွန်တော်မသုံးတော့ဘူးအဲ့လုံးလဲဒါကျွန်တော်ပြစ်ထားခဲ့တော့မှာအထိပ်စီးကခွန်ရယ်9ရယ်ဒါသူဓာတ်တွေကြီးပဲလဲ့သွားနေတဲ့ပုံစံမျိုးတွေအဲ့ပုံစံမျိုးတွေမှာဒါကျွန်တော်မကင်တော့တဲ့အလုံးတွေအဲ့ကြဒီမှာသူက96ဆိုတဲ့ကဏ္ဍလေးကျသွားပြီးထားပါတော့အဲ့96ရဲ့ break ကဘယ်ရလာခဲ့တော့ဆိုတော့သူကဒီ6.9ဆိုတဲ့ကဏ္ဍကနေပြီးတော့ဒီ6.9လို့ဒါဆင်းသွားတဲ့အနေထားမျိုးလားဒီ6.9ဆိုတဲ့ကဏ္ဍအဲ့6.9တွေကဒီနန်းလေးက1နဲ့4ဆိုတဲ့ကဏ္ဍလေးလာတာ1နဲ့4 1ရယ်2ရယ်4ရယ်ဆိုတဲ့ကဏ္ဍအဲ့1နဲ့4ကိုသူကဒီလိုထည့်ထားတယ်1 2ကို2နဲ့ထည့်4ကို4နဲ့ထည့်ထားတယ်1နဲ့4အဲ့1နဲ့4ကိုပါဝါလန်ပြီးတော့6ရယ်9ရယ်9ရယ်ဆိုပြီးတော့သူရိုက်ထားတယ်6.9အဲ့ဒါကို6ရယ်9ရယ်9ရယ်ဆိုပြီးတော့အများထည့်သွားသလား5 break ကအဲ့ကြဒီကိုထိတ်လာတဲ့လမ်းကြောင်းကနောက်တစ်ကြောင်းရှိသေးတယ်ဗျသူကပင်ကက်ကလေးတွေဘယ်လိုလုံးဆိုတော့ဒါကျွန်တော်တို့လိုက်ခဲ့ပါတယ်သူကဒီမှာ3နဲ့ဒီမှာ3နဲ့ထည့်ထားတယ်အဲ့ဒါကိုမနှက်ခင်းကကျွန်တော်3-3နှစ်ဆိုပြီးတော့ဒါ break တစ်ကိုကောက်ခဲ့တာသူကဒီ3ရယ်ဒီ3ရယ်ဒီမှာနှစ်တဲ့3-3နှစ်ဆိုတဲ့ကဏ္ဍဒီ3လို့ထည့်တော့ဒီ3နဲ့ထည့်တယ်ဒီ3လို့ထည့်တော့ဒီ3နဲ့ထည့်တယ်ဒီနှစ်ကိုဒီမှာနှစ်နဲ့ထည့်ထားတယ်3-3နှစ်ဆိုတဲ့ကဏ္ဍ3ရယ်3ရယ်2ကိုသူကဘလို့ပြန်ထည့်သွားအောင်ဆိုတော့ဒီမှာ3နဲ့ဒီမှာ3နဲ့ဒီမှာ2လို့သူထည့်သွားတယ်အဲ့3-3နှစ်ကိုပါဝါလန်လဲလို့ရှိရင်88ခွန်ဆိုပြီးတော့ဒါလိုက်ချင်တဲ့သူများ9ထိပ်မှာရှိတယ်9ထိပ်ရှိတယ်ဗျ3-3နှစ်ကိုပါဝါလန်လို့ရှိရင်88ခွန်ဆိုရင်9ထိပ်ရှိတယ်အနေထားမျိုးအဲ့ကြညနေပိုင်း site ကိုသွားမယ်ဒါညနေပိုင်း site ကျလာတဲ့ပုံစံမျိုးလေးဒါကြည့်အောင်သူဘလူးလေးဆင်းခဲ့တော့ပေါ့ဒါရိုးလေးကြည့်မယ်ဗျ4-3နှစ်မိတ်ဆွေများဒီနန်းလေးက4-3နှစ်တည်ဒီမှာ4-3နှစ်တည်ရောက်တဲ့အနေထားမျိုးတွေဒါသူ့ရဲ့ site ကလေးတွေဒါကြလာမှဒါမြင်တဲ့ site မျိုးလေးတွေအဲ့ကြတော့မိတ်ဆွေများဒီကောင်ကဘယ်ကနေထည့်ခဲ့တုံးဆိုတော့ကြတော့28ဆိုတဲ့ကတန်းကသူကဒီ break ကိုရင်စပြောမယ်ဗျသူကဒီနန်းလေးမှာ181ဆိုတဲ့ကတန်းရှိတယ်ဗျမတက်ခင်းတော့ကျွန်တော်တို့လိုက်ခဲ့သေးတယ်918ဆိုတဲ့ကတန်းမြင်ခဲ့တယ်9ရဲ့1ရဲ့8ရဲ့918ကို363လို့သူကပါဝါလန်ထားတာအဲ့ရသူကဒီဘက်ကမှသွားမယ်9181ဆိုတော့3 6လို့သွားခြင်း9နောက်ပိတ်ကိုရောက်တယ်အဲ့သူကအဲ့လိုမသွားပါနဲ့ဒီ918
သူက3963နဲ့သူရက်ထားတယ်ဒါ94လေးဒါလိုက်ချင်တဲ့သူများလိုက်လို့ရအောင်လို့မို့အဲကြတော့ဒီ181ဆိုတဲ့ခဏန်းကဘယ်ရောက်သွားတော့ဆိုတော့ဒီ1ရဲ့ဒီ8ရဲ့ဒီ1ရဲ့181ဆိုတဲ့ခဏန်းသူ့ရဲ့ပါဝါဒီ636လို့သူကထည့်သွားတာ6ရဲ့3ရဲ့6လို့ထည့်သွားတာအဲ636က6 3 6ကဒီမှာသူက636နဲ့ဒါပြန်ထည့်သွားတဲ့အနေထားမျိုး3ညပရိကအဲ့ဒီရဆင်းလာတာ3ညပရိကအဲ့ဒီရနေဆင်းလာတယ်ဒါသူ့ရဲ့ထွက်ပေါက်လမ်းကြောင်းလေးတွေအဲကြတော့ကျွန်တော်တို့အမြင်နဲ့ site ကလေးတွေနဲ့သုံးမယ်ဘယ်လိုလေးတွေသုံးမလို့ဆိုတော့ကြတော့သူကဒီနေ့လေးမှာ680ဆိုတဲ့ခဏဒီရောက်လာတယ်6ရဲ့8ရဲ့10ဆိုတဲ့ခဏဒီမှာရောက်လာတာအဲ680တဲ့ဒါကျွန်တော်တို့ဘယ်မှာတွေးခဲ့တော့ဒီဘောကနေတွေးခဲ့တယ်680တဲ့680ရဲ့ပါဝါဒီ135လို့သူရိုက်ထားတာ135တွေဒီမှာရှိတယ်အောက်မှာခွန်ထိသူရိုက်တယ်135ခွန်ဆိုတော့680နဲ့680နဲ့ဒီသူရိုက်ထားတာအဲ့ကြတော့ကျွန်တော်အရင်ဖိုင်နေမှာပါတယ်ဗျကျွန်တော်ပြောခဲ့တယ်ဒီ830နှစ်ဆိုတဲ့ခဏန်းကတော့8ရယ်10ရယ်2ရယ်ဆိုတဲ့ခဏန်းကတော့သူပင်ကြုံနဲ့ထည့်လိုက်တာဘယ်လိုထည့်လိုက်တော့ဆိုတော့ဒီကနေထည့်တယ်8 10နှစ်လို့ထည့်တယ်အပေါ်မှာ680ဆိုတဲ့အလုံးဝပျောက်သွားတယ်အဲ့680တွေကဒီကနေထည့်ထားတာဒါမိတ်ဆွေများအရင်ဖိုင်နေမှာပါတယ်ဒါကျွန်တော်ပြန်နှွေးပေးနေတယ်6ရယ်8ရယ်10ရယ်ဆိုပြီးတော့သူရိုက်ထားတယ်680အဲ့ကြတော့သူကဒီဘက်မှာသူကဘယ်လိုရိုက်ထားတော့ဆိုတော့680ဒီကဒီမှာ6တဲ့ဒီမှာ8တဲ့ဒီမှာ10လို့သူရိုက်ထားတယ်680အဲ့ဒါကို6ရယ်8ရယ်10ရယ်နဲ့သူထည့်သွားတယ်8နောက်ပဲအဲ့ကျွန်တော်တို့သူ့ရဲ့အစွန်းထွက်တဲ့ပင်လေးတစ်ပင်ရှိတယ်အဲ့ဘာလေးတုံးဆိုတော့ကျွန်တော်တို့ကဒီလိုကောက်ခဲ့တယ်680 9ထီသူရိုက်ထားတယ်ဒီဘက်မှာတော့သူမရှိခဲ့ဘူးဒါအပင်သစ်ခေါ်တာဒါပင်ချိန်ထားတယ်4កောင်လာခဲ့ပြီ6 8 10 9ညီတဲ့နောက်ကိုလိုက်မယ်680 9ဆိုတော့သူရိုက်ထားတယ်အဲ့ကျကျွန်တော်တို့ခုနကောက်ခဲ့တဲ့680ကိုပြန်ကြည့်မယ်ဒီ6ရယ်ဒီ8ရယ်ဒီ10ရယ်ဒီမှာ9လို့ရိုက်ထားတယ်680 9အဲ့ဒါကို6ရယ်8ရယ်10ရယ်9ရယ်လို့သွားချင်တာဒီမှာ1နောက်ပိတ်ညနေပိုင်းမှာဒါ1ပိတ်ရှိပါတယ်အဲ့ကြတော့ကျွန်တော်တို့ဒီနေ့လေးမှာမမြင်တဲ့ site ကလေးတော့ဒါကျွန်တော်ပြောပြအောင်မယ်ဗျဘယ်လိုလဲဆိုတော့သူကဒီလိုလေးကြည့်မယ်961ဆိုတဲ့ခဏဒီမှာ9တဲ့ဒီမှာ6တဲ့ဒီမှာ1 961ဒါခွန်ထိသွားခြင်းနော်1ပိတ်ရောက်တယ်961ခွန်အဲ့ဒါကို961ခွန်လို့သွားခြင်းလို့ရှိရင်ဒီမှာ1ပိတ်ရှိတယ်အဲ့ကြကျွန်တော်ဒီနေ့မှာ61ခွန်အကြောင်းကြီးပြောအောင်ဒီ61ခွန်တွေကသူရိုက်ခဲ့တော့က61ခွန်နေတဲ့61ခွန်ကဘယ်ကလာခဲ့တော့ဆိုတော့လာတော့ကတော့3កောင်နဲ့လာခဲ့တာဗျဒီအောက်ဖက်မှာလာပြီးမှသူကတွဲသွားတဲ့ပုံစံမျိုးအဲ့ကောင်တော့နည်းနည်းမေ့61ခွန်နဲ့61ခွန်16နှစ်လားမသိဘူးကဲထားပါတော့အဲ့61ခွန်ကသူကဘယ်လိုတော့ဆိုတော့ကျတော့ဒီ61ခွန်ကဒီနှစ်ထီသူရိုက်ထားတယ်6ရဲ့ပါဝါကို1နဲ့ရိုက်တာ
1ရဲ့ပေါက်6နဲ့ရိုက်တာခွန်ရဲ့ပေါက်2နဲ့ရိုက်တာ2ရဲ့ပေါက်ခွန်တိရိုက်ထားတယ်4ကရိုက်ထားတယ်ဒီ6တက်ခွန်ကို तू ကထည့်ခဲ့တာကဒီမှာ तू က6တက်ဒီမှာ1တက်ဒီမှာခွန်လို့ तू ထည့်ထားတယ်6တက်ခွန် तू ကဒီလို6လို့ထည့်တာနဲ့ဒီမှာ1လို့ထည့်တယ်ပြောရရင်တော့ဒီဘက်က1 6နဲ့ဆိုတဲ့ခဏန်းကိုဒီကနေပြီးတော့ तू က1 6နှစ်ဆိုပြီးတော့ဒါသွားလိုက်တဲ့ပုံစံမျိုးအဲ့ဒါ तू ကပင်နေထပ်သွားတာဗျဒီ1 6နှစ်ကဒီဘက်ကနေကြည့်တဲ့1 6နှစ်ကဒီဘက်ကကြည့်ရင်လေ1 6နှစ်လို့ဖြစ်သွားတယ်ဒါအဲ့ဒါကဘာလို့ဆိုဒီကောင်ကြီးလာရှုပ်နေတာ9ကို9နဲ့ထည့်2ကို2နဲ့ထည့်10ကို10နဲ့ထည့်1ကို1နဲ့ဆိုပြီးတော့ဒါကြီးလာရှုပ်လို့မို့ဒီနည်းလေးမှာအကောက်ရတယ်ခတ်နေတယ်အနေထားမျိုးတွေသူကဒီနန်းလေးမှာရှုပ်သွားတာ2မျိုးရှုပ်သွားတယ်ဒီ6တက်ခွန်တွေလိန်သွားတာကဒီ9နှစ်3ည1ဆိုတဲ့ခဏန်းလိုက်ဖြီနိုင်တော့ရမယ်9နှစ်3ည1ဆိုတဲ့ခဏန်းရှုပ်တယ်နောက်ပြီးတော့ဒီနန်းလေးမှာ तू က3ည5 3ည5ဆိုတဲ့ကောင်တွေဒီဘောလာခဲ့တဲ့ကောင်တွေ5 3ည5 3ညဆိုတဲ့ခဏန်းတွေ5 3ည5 3ညခဏန်းတွေအဲ့ဒါ तू ကဒီမှာထည့်ထားတာ3ည5 3ည5ဆိုပြီးတော့ तू ထည့်ထားတဲ့ကောင်လေး3ည5 3ည5လို့ तू ရိုက်သွားတဲ့အနေထားမျိုးတော်တော်ရှုပ်တယ်ဗျသူဒီမှာ3ည5 3ညတွေ3ည5တွေဒီမှာလိုက်တော့ကြတော့မပြီးတော့5 3ည5 3ည3ပရိတ်မပြီးတော့သူအဲ့လိုနေထားမျိုးအဲ့ကြတော့လိုက်ရတဲ့သူလေတောင်လိုမြောက်လိုဖြစ်သွားသူကအဲ့ဒါတွေရှုပ်သွားလို့မို့အဲ့ကြကျွန်တော်ပြောချင်တာကဒါခုနကသူညီတဲ့ကောင်က6တက်ခွန်ဆိုတဲ့ကဏ္ဍညီခဲ့တဲ့ပုံစံမျိုးအဲ့ဒါကို तू က6တက်ခွန်လို့ तू ကဒီဘက်မှာထည့်တယ်ဒီဘက်မှာလည်း तू က1 6နဲ့ထည့်တယ်ဒါ1 6နဲ့ထည့်တယ်အနေထားမျိုးအဲ့ဒါကို6တက်ခွန်နဲ့ပြန်သွားခြင်းလို့ရှိရင်1နောက်ဘက်ကိုရောက်တယ်1နောက်ဘက်ထည့်ရင်ဒီမှာ तू က1 6တက်ဆိုတဲ့ကဏ္ဍဖြစ်သွားတာသူ1 6တက်ဆိုတဲ့ကဏ္ဍဖြစ်တာဘယ်ကလာကြလို့အဲ့1 6တက်ကလည်းပြောဦးမယ်အဲ့ကောင်ကဒီ1 6တက်တွေလာကြတော့ကတော့ तू က4ကောင်လာတာ1 6တက်ခွန်ဆိုတော့သူဒီမှာ तू က1 6တက်ခွန်1 6တက်ခွန်ဆိုတော့6တက်6နှစ်လို့ဖြစ်ရမှာ6တက်6နှစ်လို့ဖြစ်တာ6တက်6နှစ်ကိုဒီလိုပြန်သွားခိုင်းတာ1 6တက်ခွန်ဆိုပြီးတော့3နောက်ပိတ်ခေါ်တာမလာဘူးသူကဒီမှာ1 6တက်တင် तू ရက်ထားတယ်1 6တက်ဒီ6ကို1နဲ့ထည့်1ကို6နဲ့ထည့်6ကို1နဲ့ထည့်ထားတာသူအဲ့ပုံစံမျိုးအဲ့ကြတော့ဒီ6ကိုဒီ1နဲ့ထည့်ပြီးတော့ဒီ6နဲ့ပြန်သွားတာအဲ့6ရဲ့ပါဝါ1လို့ကောက်လို့ရတယ်ဒါမိတ်ဆွေမျက်စိလဲမယ်ဗျ6မို့လို့ပါဝါလန်လိုက်တယ်1အဲ့1ကိုပြန်ပြီးတော့6လို့ထည့်နောက်ထပ်ဒီမှာ1အဲ့1ရဲ့ပါဝါကို6လို့ရိုက်အဲ့6ရဲ့ပါဝါကို1လို့ပြန်ထည့်တယ်အဲ့ဒါကိုပြန်ပြီးတော့6လို့ကောက်သူကအဲ့ပုံစံမျိုးတွေအဲ့ကြအကျော့ဖြစ်သွားမှာ1 6တက်ဆိုတော့ဒီမှာ1နောက်ပိတ်ကအဲ့လိုမျိုးသွားရောင်းနေတဲ့ပုံစံမျိုး1 6တက်ဒါမိတ်ဆွေများစဉ်းစားလို့ရအောင်လို့ပို့အဲ့ကြဒီ6တက်ခွန်နှစ်ဆိုတဲ့အတန်ကရှေ့မှာမရှိဘူးလားဆိုရှေ့မှာလည်းရှိတယ်သူကဘယ်လိုလုံးဆိုတော့ခုနကကျွန်တော်တို့ဒီ6တက်ခွန်နှစ်ဆိုတော့1 6နှစ်ခွန်လို့ရိုက်ခဲ့တာ4ကက်သူကဒီ1 6နှစ်ကဒီမှာလည်းသွားပြန်ပြီ6တက်ခွန်လို့သူရိုက်တယ်အဲ့ကြ तू ကဒီလို1 6နှစ်လို့ကောက်သွားမှာလဲစိုးရတယ်6ပါဝါ1 1ပါဝါ6ခွန်ပါဝါ2ဆိုပြီးတော့ဒီမှာ2ပိတ်ကလာပြီးတော့ညှိနေတဲ့အနေထားမျိုးမှရှိတယ်အဲ့ကြ तू ကဘယ်လိုထည့်ခဲ့ကြုံဆိုတော့ဒီ6တက်ခွန်နဲ့ तू ကကောက်မလား6တက်ခွန်ဆိုတော့1 6နှစ်လို့ထည့်တဲ့ကောင်1 6နှစ်လို့ထည့်တဲ့ကောင်အဲ့ကြဒီ6တက်ခွန်ဆိုတဲ့အတန်ကိုအတန်တိုင်းကြည့်ခြင်းလို့ရှိရင် तू ကဒီမှာ6လို့ထည့်တာဒီမှာလည်း6လို့ထည့်တယ်နောက်ပိတ်ဒီမှာလည်း1လို့ထည့်တာဒီမှာလည်း1လို့ထည့်တယ်နောက်ပိတ်
ဒီမှာခွန်လို့ထည့်တော့ဒီမှာခွန်နဲ့ထည့်ထားတယ်အဲ့ဒီကောင်၄ကောင်ခေါ်မလားခေါ်ကြည့်လိုက်အောင်6ရဲ့1ရဲ့ခွန်ရဲ့2ရဲ့ဆိုပြီးတော့6တက်ခွန်နဲ့သူရိုက်ခဲ့တော့၄ကောင်ဒီဘက်မှာတော့မလုတ်ခဲ့ဘူးဒီဘက်မှာလာလုတ်မလား6ကိုပါဝါ1နဲ့ထည့်တယ်1ကိုပါဝါ6နဲ့ထည့်တယ်ခွန်ကိုပါဝါ2နဲ့ထည့်တယ်2ကိုပါဝါခွန်နဲ့ထည့်ထားတာ၄ကောင်အဲ့၄ကောင်တိုင်းပြန်သွားမယ်အဲ့ကြတော့ကျွန်တော်တို့6 1ခွန်2လို့ထည့်ချင်တာ3ထည့်နောက်ကလည်း6 1ခွန်2လို့ထည့်ချင်တာ2ပိတ်နဲ့အဲ့ဒါညီကိုစိုက်ခေါ်တာကိုညီဒါမိတ်ဆွေများစဉ်းစားလို့ရအောင်အဲ့ဒါကိုညီစိုက်ခေါ်တာပြောချင်တာကတော့မနက်ခင်းမှာညီကိုညီရှိပါတယ်ဆိုတဲ့အကြောင်းကိုပြောချင်တာဗျအဲ့ကြတော့ညီကိုကအဲ့တလိုင်းလေးလားဆိုအဲ့တလိုင်းနဲ့မကောက်ဘူးသူကဘာနဲ့ရှိသေးတုံးဆိုတော့သူ့ကိုပံမိုးပေးထားတယ်ဒါကဏ္ဍပေါက်ကတော့ဒါမိတ်ဆွေများကြိုက်တဲ့လုံးနဲ့ကတ်ထိုးပါဟာသူကဘလို့လေးရှိတုံးဆိုတော့သူကဒီမှာထိသီးထည့်တဲ့4ဒီမှာ4နဲ့ထည့်ထားတယ်ဒီမှာထိသီးထည့်တဲ့6ဒီမှာ6နဲ့ထည့်ထားတယ်ဒီမှာထိသီးထည့်တဲ့6ဒီမှာ6နဲ့ထည့်ထားတယ်အဲ့ကြဒီမှာယာယီ3ညထည့်ကြည့်လိုက်မယ်ဒီမှာခွန်ကိုဒီမှာခွန်လို့ထည့်ခြင်း3ည1ဆိုတဲ့ခဏရောက်တယ်အဲ့ကြအဲ့ဒါကညီကိုညီ site တွေအာထိုးပါခုနကကိုညီခုကညီကိုဆိုပြီးတော့ဒါသူ့ရဲ့တပွင့်တို့တပွင့်ရောပုံစံအနေထားလေးမှာရှိတယ်ဗျဒါမိတ်ဆွေစဉ်းစားလို့ရအောင်လို့အဲ့ကြမိတ်ဆွေများမနက်ခင်းကိုဒါသွားကြလမ်းကြောင်းလေးဆိုတာကျွန်တော်သွားကြည့်လိုက်အောင်ဘယ်လိုလေးသွားမလို့ဆိုတော့ဒါခုနကကျွန်တော်ထိပ်စီးမှာခွန်ရယ်9ရယ်ဒါတက်ခဲ့တဲ့အနေထားမျိုးတွေခွန်ရယ်9ရယ်ဒါမကြိုက်တော့တဲ့ပုံစံမျိုးအဲ့ကြတော့သူကဘလို့တွေထပ်ပြီးတော့အားနေတဲ့လုံးတွေရှာလို့ရအောင်ဆိုတော့ကျွန်တော်တို့ဒီလိုရှာလို့တော့ရသေးတယ်မိတ်ဆွေများဒါစဉ်းစားကြည့်အောင်ဒီမှာ3လို့ထည့်တဲ့ကောင်ဒီမှာ3နဲ့ထည့်တယ်အဲ့3မို့လို့သူကဒီလို3လို့ပြန်သွားတဲ့အနေထားမျိုးနောက်ထပ်ဒီမှာ3လို့ထည့်တော့ဒီ3နဲ့ထည့်တယ်အဲ့3မို့လို့ဒီ3နဲ့ပြန်သွားတဲ့အနေထားမျိုး3အဲ့ဒီမှာ2လို့ထည့်တဲ့ကောင်ဒီမှာလည်းသူက2လို့ထည့်ထားပြီဒီမှာလည်း2လို့ထည့်သွားပြီ3 အဲ့ကြဒီမှာ4ဆိုတဲ့ကောင်ကဒီမှာ4လို့မညီတော့ဘူးအဲ့ဒီမှာ4လို့ထည့်တဲ့ကောင်ကိုမိတ်ဆွေများက3 4ဆိုရင်ဒီမှာ6ထိပ်အဲ့မှာ6ထိပ်တစ်လုံးရှိတယ်အားနေတဲ့လုံးလေးတွေအဲ့ကြဒီမှာသူက3ဆိုတော့သူဒီကနေပြီးတော့3ဆိုပြီးတော့5ထိပ်အားနေတဲ့လုံးလေးတွေဒါ5ထိပ်ကတော့အထောက်ကပေါ်တယ်ဗျဒါ5ထိပ်ကတော့ဒါမိတ်ဆွေများကာကျင်ကာလို့ရအောင်တော့ပုံစံလေးတော့ပြခဲ့အောင်မယ်ဒါကျွန်တော်ကကန်ဆယ်လုပ်တယ်ဆိုတာဒါအားနေတဲ့လုံးတွေတင်ခွဲလုပ်လို့မကောင်းတဲ့လုံးလေးလို့ဒါပြောပြတာဒါကျွန်တော်လည်းတက်တာတော့မတက်ဘူးဒါပေမဲ့မကောင်းတဲ့လုံးတွေဒါခွဲခြားသိအောင်လို့မို့အဲ့ကြ5ထိပ်ကိုဘယ်လိုသွားလို့ရအောင်ဆိုတော့ကျွန်တော်ခုနပြောခဲ့တဲ့88ခွန်လို့သွားလို့ရတယ်88ခွန်ဆိုရင်သွားပြီးတော့သူက5ထိပ်ကိုရောက်နေတာဒါကျွန်တော်လိုက်ခဲ့တဲ့3တွေပဲခုနက3တွေအဲ့ဒါကို3နဲ့ထည့်လို့မို့ဒီဘက်ကနေပြီးတော့သူက3လို့ပြန်သွားတယ်3ပါဝါ8နဲ့ထည့်3ပါဝါ8နဲ့ထည့်အဲ့ဒီမှာ2ပါဝါ9နဲ့ထည့်ခြင်းအဲ့မှာ5ထိပ်ရှိတယ်အနေထားမျိုးအဲ့5ထိပ်လေးထည့်လိုက်လို့ရှိရင်ဒီနေ့မှာသူက2 3ဆိုတဲ့ကဏ္ဍကမနက်ခင်းကခွန်68လို့သူကထက်ရိုက်သွားတာဒီမှာခွန်68တဲ့အဲ့ကြဒီမှာ2 1 3 10ဆိုတော့ခွန်68ငါလို့သွားမလားခွန်ရယ်6ရယ်8ရယ်9ရယ်လို့သွားခြင်းအဲ့မှာ5ထိပ်ရှိတယ်အဲ့5ထိပ်လေးကြောင်းတော့ဒါဆက်ပြောပြအောင်မယ်သူကဘာနဲ့သွားညီနေလို့ဆိုတော့ကျွန်တော်တို့ဒီမှာသူအကျော့နဲ့သွားညီတယ်6ပြီးတော့4ပြီးတော့6ပြီးတော့4ဆိုပြီးတော့6 4 6 4ဆိုတော့အကျော့6ရယ်4ရယ်6ရယ်4ရယ်ဆိုရင်အဲ့မှာ5ထိပ်ရောက်နေဒါသူ့ရဲ့အားကောင်းတဲ့
ပုံစံအနေထားလေးတွေမှာရှိတယ်ဗျအဲ့ကြသူ့ရဲ့အားနည်းချက်ကလေးကခုနကအထောက်မရှိဘဲနဲ့သွားတဲ့အနေထားမျိုးလေးမျိုးမီးလေးလေးပဲဒါမနက်ခင်းကသွားတဲ့ပုံစံလေးတော့ဒါကျွန်တော်ပြောပြအောင်မယ်သူကဘယ်လိုလုံးဆိုတော့ကျွန်တော်9345ဆိုတဲ့ကဏ္ဍရှိတယ်9ရဲ့3ရဲ့4ရဲ့5ရဲ့9345သူကဒီမှာထည့်ထားတာ9ရဲ့3ရဲ့4ရဲ့5ရဲ့ဆိုထည့်ထားတာ9345 9345ကိုသူကဒီကနေတော့ညီချောင်းထည့်ထားတယ်9345 9345ကိုပါဝါလိုင်းလဲလို့ရှိရင်ကျွန်တော်3ည8 9 10ဆိုပြီးတော့သူရတယ်အဲ့ကြသူကအဆုံးထွက်တွေက5 3 4 5 2အဲ့ကြတော့3ည8 9 3ညခွန်ဆိုပြီးတော့ဒီမှာ8ထိပ်အဲ့ကောင်လည်းအားနေတဲ့လုံးထဲမှာဝင်သွားပြီဒီချက်မိတ်ဆွေများတေချာတော့မစစ်ရသေးဘူးဗျဒါကျွန်တော်တို့9345နှစ်လို့မရှိလို့မို့ဒါမကြိုက်တဲ့အနေအထားမျိုးသူကအဲ့ဒီကဆင်းလာတဲ့345တွေကဒီ9345ကသူကလာခဲ့တုန်းကတော့9345လို့ဆင်းတာ9345ဆင်းရောဆင်းတော့သူကဒီမှာ3ည8 9 10လို့ရိုက်တာအဲ့ကြကျွန်တော်ပြောချင်တာဒီ8 9 10အကြောင်းကိုပြောမယ်ညနေကဒီမှာ345ဆိုပြီးတော့မနက်ခင်းကိုဒါထည့်သွားတဲ့ပုံစံမျိုး sorry 345ဆိုပြီးတော့ဒါထည့်သွားတဲ့ပုံစံမျိုးနဲ့ရိုက်ထားတယ်ဒီနေ့လေးမှာပင်လေးတွေနည်းနည်းလေးလိန်ထားပြီတော်တော်လေးလိန်ထားတယ်ဗျသူကဘယ်လိုလုံးဆိုတော့93ညတက်တဲ့90ဆက်တက်တယ်သူရိုက်တယ်ဒီဘက်က93ညတက်လို့ပြန်ရိုက်ချင်လို့ရင်ခုနကကျွန်တော်မကြိုက်တဲ့ရှစ်ထိပ်ပြန်ရောက်နေတယ်ဒါ93ညတက်တယ်ဒါမိတ်ဆွေများ3ညင်3လို့ရအောင်93ညတက်ရိုးလေးထည့်မလား93ညတက်ထည့်မလားဒါဒီနေ့လေးမှာကသူက93ညတက်ကဘယ်လာခဲ့တာ90ဆက်တက်ဒီ43နှစ်ကြီးကလည်းလာတာစမ်းတယ်ဗျအဲ့43နှစ်ကဒီလို4လို့ထည့်ရတယ်သူကတပင်ရားကနေထည့်တယ်4မိုက်တော့မိုက်တယ်သူကဒီ4ရင်ထည့်ပြီးမှဒီ4နဲ့သွားတာဒီ3ထည့်ပြီးမှဒီ3နဲ့သွားတာဒီမှာ2လို့ထည့်ပြီးမှဒီ2နဲ့သွားတာ43နှစ်အဲ့43နှစ်တည်းဒါကျွန်တော်တို့ရင်းမင်းတွေမှာလိုက်ခဲ့တော့က4ရယ်3ရယ်2ရယ်ဆိုတော့လိုက်ခဲ့တဲ့ကောင်လေးသူကတက်ထီရိုက်ထားတယ်သူကဒီလို43နှစ်တက်လို့ထည့်မထည့်ဘူးနွားရဲ့ပြီးအောင်သူထည့်မသွားဘူးအဲ့ဒါဒီမှာ43နှစ်ပဲဒီတက်ထီလိုက်ရင်တော့မပြောတော့ဘူးဒါသူရိုက်တဲ့အနေထားမျိုးအဲ့ဒါမျိုးလေးနောက်ပြီးကျွန်တော်6.8ဒီအကြောင်းတော့ပြောဦးမယ်ဗျ6.8ဒီနေ့လေးမှရှိသေးတယ်ဒါမေးသိမှထားနေစဉ်းစားလို့ရအောင်လို့ဒါထုတ်တာတော့ကနန်းကတော့မနက်မှထုတ်ပါဒါကျွန်တော်ကကလေးတင်ပေးမယ်ကျွန်တော်ဒီနေ့လေးမှသူကဒီဟာရိုက်ခဲ့တာသူက2 1 6 9 8 2 1 6 9 8 9 6 1နဲ့3ဆိုတော့ရိုက်တာ9 6 1 2 3 5ကဲရိုက်တယ်အဲ့တော့9ကဲရတော့သူကဒီမှာဖြတ်ပြီးတော့သုံးထားတာ6 1 2 3ဆိုပြီးတော့
6တစ်နဲ့3ဆိုတော့1 6ခွန်8လို့သွားထားတာ1 6ခွန်8ဒီမှာရောက်နေတယ်အဲ့ကောင်လည်းပဲလမ်းကြောင်းသွားမှမသိသေးဘူးဒါကျွန်တော်တို့ကစောင့်ကြည့်ပင်နေဖြစ်နေတာကနန်းပေါက်တွေကအဲ့ကြမိတ်ဆွေများမနက်ခင်းကိုဒါထိတ်ကလေးလောလောဆယ်မြင်ထားတဲ့လုံးတော့ရှိတယ်အဲ့ဒါတွေတော့ချတတ်မယ်ဒါခုနက9ထိတ်ကလည်းဒါသူ့အနေနဲ့သူတော့မစိုးပါဘူးဒါကောင်းတော့ကောင်းပါလေကျွန်တော်ဒီနန်းလေးမှာမိတ်ဆွေများဒီ63ချက်တွေရိုက်ထားတာအရင်ဦးဆုံးကစကြည့်အောင်ဒါကြီးမလာခင်ကကျွန်တော်ပြန်ပြီးတော့ကြည့်မယ်ဒီကောင်လေးမရောက်ခင်က63ချက်တွေသူဒီကနေစတဲလာတယ်ကောင်းတယ်ထားပါတော့6တစ်ချက်6နှစ်ချက်63ချက်တွေဒါဒီအောက်ဖက်ရောက်မှသူကညစ်ဆိုင်တွေနဲ့6တွေထည့်တာတွေအဲ့ပုံစံမျိုးတွေဖြစ်တာအဲ့ကြကျွန်တော်ဒီ63ချက်ကိုဒါရင်ရှင်းမယ်63ချက်တွေသူကဘယ်လိုထည့်ထားအောင်ဆိုတော့2ရဲ့5ရဲ့9ရဲ့6 3ရဲ့9ရဲ့9ရဲ့6 5ရဲ့4ရဲ့9ရဲ့6ဆိုပြီးတော့သူ63ချက်ဒီမှာထည့်ထားတယ်အဲ့ပြောချင်တာဒီ63ချက်တွေကိုအပင်လုတ်တဲ့စီကနေပြန်ပြီးတော့ခေါ်ချင်တာ63ချက်လို့ထည့်တာအဲ့ဒီလို6လို့ထည့်တဲ့ကောင်ဒီကနေပြန်သွားချင်တာ6ဒီလို6လို့ထည့်တော့ဒီကနေပြန်သွားနေတာ6အဲ့ဒီမှာသူကဒီမှာ6လို့ရိုက်ခဲ့ပြီသူကခုနကဒီလို6ကိုဒီလို6နဲ့ခေါ်ချင်တာအဲ့ဒီကောင်6ကလည်းဒီကောင်6နဲ့ခေါ်ချင်တာနောက်တော့ဒီမှာ6ဒီလို6လို့သွားချင်တာ3ညထိပ်အဲ့3ညထိပ်ထည့်ကြည့်အောင်အဲ့3ညထိပ်ထည့်လိုက်ရင်ဘာတွေမြင်ရအောင်ဆိုတော့သူကဒီနန်းလေးမှာဒီ9 5 6 8ဆိုတဲ့ခဏ4ကောင်ရှိတယ်ဒီ9လို့ဖြစ်ဖို့အတွက်ကိုသူကဒီ3ညလာခဲ့တာအဲ့3ညပေါ့9လို့ရိုက်တယ်နောက်ထပ်ဒီမှာ3ညပါဝါ9လို့ရိုက်တယ်နောက်ထပ်ဒီမှာ1ပါဝါ6လို့ရိုက်တယ်ဒီမှာ3ပါဝါ8ဆိုပြီးရိုက်ထားတာအဲ့ဒါကျွန်တော်ပြောချင်တာက3ညရဲ့1 3လို့ရိုက်တာ3ည1 3အဲ့ဒါကိုသူက9 5 6 8လို့သူထည့်ထားတယ်အဲ့ဒါကိုကျွန်တော်က3ည1 3တိုင်းပြန်သွားချင်တာ3ည1 3လို့ထည့်ချင်တာအဲ့မှာ3ညထည့်အဲ့3ညလေးထည့်လို့ရှိရင်သူကဒီနည်းနဲ့ကြည့်လို့ရှိရင်3နဲ့ပြီးတော့5နဲ့ပြီးတော့ခွန်နဲ့3 5ခွန်ဆိုတဲ့ကဏ္ဍရောက်တယ်3 5ခွန်ဆိုတဲ့ကောင်ဘယ်မှာရှိတုံးဆိုတော့3 5ခွန်ဆိုတာကျွန်တော်ဒီဘောနေလိုက်ခဲ့တဲ့ကောင်တွေ3ရဲ့5ရဲ့ခွန်ရဲ့ဆိုတဲ့ကဏ္ဍ3 5ခွန်ကိုထည့်တော့က8 3ညနဲ့သူထည့်ထားတယ်အဲ့တော့သူကမမြင်အောင်ပြန်သွားတယ်8 3ည2ဆိုတဲ့ကောင်ကို3 5ခွန်လို့ထည့်ချင်3ညထည့်အဲ့ကြခုနကကျွန်တော်တို့က63ချက်နဲ့ဒါသွားပြီးတော့ညှိတဲ့အနေထားမျိုးက3ညထိပ်ရောက်တယ်အဲ့ကြမိတ်ဆွေများစဉ်းစားပါ3ညထိပ်5ထိပ်အဲ့3ညထိပ်ကဘာနဲ့သွားပြီးတော့ညှိထားလို့ဆိုတော့ဒါကျွန်တော်ထပ်ပြီးတော့ပြောပြအောင်မယ်ကျွန်တော်ဒီရက်နေပြန်ကြည့်မယ်ကျွန်တော်တို့ပထမလိုက်ခဲ့တဲ့9ရယ်3ညရယ်9ရယ်9ရယ်3ညရယ်3ဆိုပြီးတော့ဖြစ်သွားတာအဲ့ဒီ9လို့ဖြစ်ဖို့အတွက်ကိုဒီ9လို့ဖြစ်ဖို့အတွက်ကိုအပေါ်က10ရထောက်ထားတာ10လို့ရိုက်မှ9လို့ရိုက်တာဒီ9လို့ရိုက်မှဒီ10လို့ရိုက်တာနောက်တော့ဒီမှာ4လို့ရိုက်တော့ဒီမှာ9လို့ရိုက်တယ်ဒီမှာ4လို့ရိုက်တော့ဒီမှာ9လို့ရိုက်တယ်နောက်ထပ်ဒီမှာ9လို့ရိုက်တော့ဒီမှာ10လို့ရိုက်တယ်နောက်ထပ်ဒီမှာသူက8လို့ရိုက်တာပါဝါ3နဲ့ထည့်လိုက်ရင်အဲ့မှာ3ညထိပ်ရောက်တယ်6ပင်မြောက်မှာသူ့ရဲ့အားနည်းချက်က3ညထိပ်က6ပင်မြောက်ဖြစ်နေတာ
အဲ့ဒီချက်တော့နည်းနည်းတော့အားနေတယ်ဒါပေမဲ့သူ့ကိုထောက်ပြီးတဲ့အနေအထားမျိုးလေးတွေဒါကောင်းတဲ့အနေအထားမျိုးတွေအဲ့ကြမိတ်ဆွေများထိပ်စီးမှာကနန်းကအသေးတွေရှိတယ်3.1နဲ့3.4 5ဆိုပြီးတော့ဒါကျွန်တော်တို့ကမကြိုက်တဲ့ပုံစံမျိုးကတော့6ခွန်8 9တို့ဒါမကြိုက်တဲ့ပုံစံမျိုးအဲ့ကြထိပ်စီးကတော့ဒါအသေးထဲမှာရှိတယ်ဗျဒါမိတ်ဆွေများအသေးတွေကဒါစဉ်းစားပါဒါညီကိုဆိုင်လည်းရှိတယ်ဆိုတဲ့အကြောင်းလည်းပြောခဲ့တယ်အဲ့ကြကျွန်တော်ချုပ်ကွက်ကလေးတော့ဒါပြောပြအောင်မယ်ချုပ်ကွက်ကလေးတွေဘယ်လိုရှိတုံးဆိုတော့ကျွန်တော်တို့ခုနကပြောခဲ့တဲ့6 ခွန်နှစ်ကိုပါဝါလန်ထားလို့မို့6နှစ်ခွန်လို့ထည့်ထားလို့မို့ဒါကျွန်တော်တို့6 ခွန်နဲ့ပြန်သွားမယ်အနေထားမျိုး6 ခွန်နှစ်လို့သွားခြင်း3ထိပ်အဲ့ဒါကို6 ခွန်နှစ်လို့ထည့်ခြင်းလို့ရှိရင်နှစ်နောက်ပိတ်နဲ့30နှစ်အဲ့ဒါဒဲကတ်တွေသူကတော့လိုင်းရင်အားကြမလို့ဒဲပဲထိုးရမယ်အနေထားမျိုးအဲ့ကြနောက်တစ်မျိုးပြအောင်မယ်ဘာရှိသေးလုံးဆိုတော့ကျွန်တော်ဒီမှာ661ဆိုတဲ့ကဏ္ဍကရိုက်ထားတာသူကဘယ်လိုထည့်ထားအောင်ဆိုတော့ဒီ9ရဲ့ပေါက်ကို4လို့ထည့်တာ6ရဲ့ပေါက်က1ထည့်တာ1ရဲ့ပေါက်က6လို့ဒီကိုရောက်ဖို့အတွက်4 1 6လို့ရောက်ဖို့အတွက်661ကိုပါဝါလန်ထားတယ်ဒီမှာသူက661ကိုဘယ်လိုထည့်ထားအောင်ဆိုတော့661ဆိုတဲ့ကဏ္ဍလိုက်ကောင်တော့မေ့တော့661ကိုတဲ့ဘယ်လိုထည့်ထား4 1 6လို့ရောက်ဖို့အတွက်ကို661ကိုသူပါဝါလန်ထားတာ4 1 6နဲ့လန်ထားတာဒီမှာ4လို့ထည့်တာဒီမှာ6လို့ထည့်ဒီမှာ1လို့ထည့်တာဒီမှာ6လို့ထည့်တာ4 1 6 661ရဲ့ပါဝါဒီ4 1 6လို့သူရောက်ထားတယ်4 1 6လို့ရောက်ထားတယ်ဆက်လိုက်ရင်တော့ तू က4 1 6ခွန်ဆိုတော့661နဲ့လို့4 1 6ခွန်661ခွန်ဆိုတော့4 1 6နဲ့လို့ဖြစ်သွားမှာသူ4 1 6နဲ့လို့ဖြစ်သွားမှာ4 1 6နှစ်ဆိုပြီးတော့90နှစ်ဆိုတဲ့ကဏ္ဍရနေအနေထားမျိုးအဲ့ကြ9ထိပ်ကတော့ဒါကျွန်တော်မကြိုက်တော့ဘူးပြ9ထိပ်ကတော့မကြိုက်ဘူး9ထိပ်ကတော့မကင်တော့တဲ့အနေထားမျိုးကြတော့အဲ့ကောင်ကတော့ဖယ်ရတော့မယ်အဲ့ကြအဲ့ကဏ္ဍနဲ့မဖြစ်နိုင်အဲ့ကြမိတ်ဆွေများကျွန်တော်ဒီနေ့လေးမှာပရိနှမျိုးတော့ဒါပြောပြခဲ့ဦးမယ်တကယ်လို့ကျွန်တော်ကညာပိုင်းကိုကြီးပြတယ်ဆိုလို့ရှိရင်တော့ညာပိုင်းကိုဒါမနှခင်းကြရင်တော့ဒါဖိုင်လေးတင်ဖြစ်ရင်ဖြစ်မတင်ဖြစ်လို့ရှိရင်ဒါကက်ကလေးတွေဒါကျွန်တော်တင်ပေးမယ်ဗျအဲ့ကြမနှခင်းကိုဒါညီကိုရှိပါတယ်ဒါလေးသတိထားပါညီကိုဆိုင်ကလေးကိုသတိထားပါအဲ့ကြတော့ကျွန်တော်တို့နောက်ပိတ်မှာအားနေတဲ့လုံလေးတစ်လုံးတော့ပြောခဲ့အောင်မယ်သူကဘလူးလေးလုံးဆိုတော့ကျတော့သူဒီကနေကြည့်မယ်3ဒီကနေကြည့်မယ်3ဒီကနေကြည့်မယ်3ဒီမှာထပ်ပြီးတော့3ရင်တော့8နောက်ပိတ်အဲ့ကောင်အားနေတယ်ဒါမိတ်ဆွေများတစ်လုံးဆိုတစ်လုံးတိတာတယ်ဗျဒါထိုးတဲ့သူတွေဒါရော့သွားအောင်လို့မို့အဲ့ဒီ3ချက်ကတော့ဒါကျွန်တော်မကြိုက်တဲ့အနေထားမျိုးတွေ8ပိတ်ဒါကျွန်တော်တော့မသုံးတော့ဘူးအဲ့ကြတော့မိတ်ဆွေများဒီနေ့မှာသူဒီ6ရဲ့ပါဝါ1လို့ရိုက်ထားတယ်ဒီ3ရဲ့ပါဝါ8လို့ရိုက်ထားတယ်ဒီ10ရဲ့ပါဝါ9လို့ရိုက်ထားတယ်ဒီ9ရဲ့ပါဝါ10ဆိုရင်ဒီမှာ3ညပရိတ်သတိထားပါသူကဒီ6 3 3ည9ဆိုတဲ့ကဏ္ဍကဘယ်ရလာအောင်ဆိုတော့ဒီ6ရဲ့ဒီ3ရဲ့ဒီ3ညရဲ့ဒီမှာ9ရဲ့ဆိုပြီးတော့ရိုက်ထားတာသူကဒီရလာခဲ့တဲ့6ပြီးတော့3ပြီးတော့3ညပြီးတော့5ဆိုတဲ့ကဏ္ဍ6 3 3ည5 6 3 3ည5လို့သွားထားတယ်ဒီ6ရဲ့ပါဝါဒီမှာ1ရိုက်ထားတယ်ဒီ3ရဲ့ပါဝါဒီမှာ8ရိုက်ထားတယ်ဒီ
ဒီ3ညရဲ့ပါဝါ9ရိုက်ထားတယ်ဒီ9ရဲ့ပါဝါ3ညလို့ရိုက်သွားခြင်းလို့ရှိရင်မနှက်ဖြန်မှာဒီ3ညပရိတ်ကဒီမှာလာဆင်းလို့ရတဲ့အနေအထားမျိုးမှာရှိတယ်အဲ့ဒါလေးတော့သတိထားလိုက်ပါကဲမိတ်ဆွေများအားလုံးကံကောင်းကြပါစေအဲ့ကြတော့ခုနကဒီကောင်ကဆက်လိုက်လို့ရှိရင်ဒါ90ဆိုတဲ့တစ်ခွက်တော့ရတယ်အဲ့ကြ6ထိပ်ကတော့ဒါကျွန်တော်မကြိုက်ဘူးအဲ့ကြတော့တပြင်းကနန်းလေးတွေဒါတစ်ပရိတ်ထဲမှာဒါစဉ်းစားလို့ရအောင်တစ်ပရိတ်ကြောင်းလေးတော့ပြောခဲ့အောင်မယ်တစ်ပရိတ်ကဘယ်လာအောင်ဆိုတော့ကျွန်တော်ဒီ818ဆိုတဲ့ကနန်းကို363လို့ပြန်ထည့်သွားခြင်းလို့ရှိရင်တစ်ပရိတ်ရှိတယ်8ပါဝါ3နဲ့ထည့်1ပါဝါ6နဲ့ထည့်8ပါဝါ3နဲ့ထည့်ခြင်းဒီမှာတစ်ပရိတ်ရှိတယ်အဲ့ဒီ818ဆိုတဲ့ကနန်းကဘယ်လာခဲ့လို့ဆိုတော့ဒီမှာ3နဲ့ဒီမှာ6တယ်ဒီမှာ3နဲ့363ဆိုတဲ့ကနန်းဒီ3လို့ထည့်တော့က8နဲ့ထည့်တယ်ဒီ6လို့ထည့်တော့1နဲ့ထည့်ထားတယ်ဒီမှာ3လို့ထည့်တော့ဒီမှာ8နဲ့ထည့်ထားတယ်အဲကြတော့သူက818ဆိုတဲ့ကနန်းဒီမှာရောက်သွားတယ်အဲ့ဒါကို8ရဲ့1ရဲ့8ရဲ့လို့ရိုက်ထားတယ်8ကို3နဲ့ထည့်1ကို818ဆိုတော့8ကို3နဲ့ထည့်1ကို6နဲ့ထည့်8ကို3နဲ့ထည့်ခြင်းဒီမှာတစ်ပရိတ်အဲ့ကြမဆီမနက်ခင်းကို3ညပရိတ်တစ်ပရိတ်လောလောဆယ်ဒါလက်ရှိအမြင်လေးတွေကဲအားလုံးဒီလောက်ပါဗျာကဲကျွန်တော်ကောင်းတယ်ဆိုလဲမနှက်ဖြန်မနှက်ခင်းပိုင်းလောက်ဒါရအောင်တက်ခဲ့မယ်ဗျဒီကလေးဖိုင်မတင်နိုင်တော့မှဒါကျွန်တော်ကက်ကလေးတော့တင်ပေးမယ်ထိပ်စီးမှာဒါကနန်း3ည1နဲ့3 4 5ဆိုတဲ့အတန်လေးတွေဒါရှိပါတယ်အဲ့ကြကျွန်တော်တို့9တွေ9တွေ10တွေ6တွေဒါမကြိုက်တဲ့ပုံစံမျိုးတွေဒါမျိုးစီမှာ3ရင်တော့3မှာဒါကျွန်တော်မသုံးတဲ့ပုံစံမျိုးကိုဒါကျွန်တော်ပြောပြရတယ်ဗျနောက်ပိတ်မှာတော့10အားနေတဲ့လုံးကဲမျိုးစီများအားလုံးဒီလောက်ပါ